အားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ခုံနှုံးချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်ပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဟာကာနဲ့တီတီမြို့တွေမှာရွေးကောက်ပွဲအပိုက်တစ်ကျင်းပဖို့မဲစရင်းတွေစစ်ကော်မရှင်ကြီးညာတဲ့သတင်းအရက်သားတွေကိုစစ်ရေးပြစ်မှတ်အဖြစ်လေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာကြောင့်ချင်းပြည်သူ100ကျော်သေဆုံးတယ်လို့ AAPP ပြောဆိုလိုက်တဲ့သတင်းနဲ့ချစ်ကြည်ရင်းနှီးမှုပုံမှုခိုင်းမှအားကောင်းလာစေဖို့ရည်ရွယ်ပြီးတော့ CRC ဦးဆောင်မှုနဲ့နယူးတယ်လီမြို့မှာစောင်းရသည့်အားကစားပွဲကျင်းပမဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်မြောက်ပိုင်းရှိဟာခါနဲ့ဒီရီမြို့တွေမှာစစ်ကော်မရှင်ကရွေးကောက်ပွဲအပိုင်းတစ်ကျင်းပနိုင်ဖို့အတွက်မဲဆန္ဒရှင်စည်းရင်းတွေကိုစတင်ကြီးညာနေပြီဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်မဲစရင်းတွေကိုဟာခါနဲ့တေးတီမြို့ပေါ်ရှိအဓိကနေရာတွေမှာရှမန်နှစ်စက်တင်ဘာလ30ရက်ကနေစတင်ကတ်ထားခဲ့တယ်လို့ဆိုပါတယ်။ဟာခါမြို့ဒေသခံအမျိုးသားတအူးကမဲစရင်ကိုမြို့ပေါ်နေရာတော်တော်များများမှာကတ်ထားတယ်။လူဦးရေဘယ်လောက်ရှိတယ်ဆိုတာကိုတော့ကျွန်တော်လည်းမသိရသေးဘူး။ဟာခသာ6လမ်းစုံမှာမဲဆန္ဒနဲ့1နှစ်ဆိုပြီးတော့စရင်တွေကတ်ထားတယ်။ပြီးရင်ကျွန်တော်သိရသလောက်တော့ GTI အထက်က2အစိုးရယုံရှိတို့စုပေါင်းယုံတစ်တော်ယုံတို့ရုံးကားပတ်ကင်တွေမှာရောနောက်သူတို့စစ်တပ်ကုန်းမှာရောမဲစရင်တွေကတ်ထားတယ်လို့သူကပြောပါတယ်အလားတူတေးတီမြို့မှာလည်းစစ်ကော်မရှင်တပ်ကစကောလမ်ရက်ကွက်ဈေးနဲ့ရက်ကွက်တိုင်းမှာမဲစရင်တွေကိုကတ်ထားတဲ့အကြောင်းဒေသခံအမျိုးသမီးတူကပြောပါတယ်စစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လက်ရှိနေပြီးတော့ပြီးခဲ့တဲ့ဩဂုတ်လလယ်ပိုင်းမှာစစ်တပ်ရဟရင်ဟာတရက်အတွင်း၄ချိန်အထိဆင်းသက်ကမဲပုံးတွေကိုဟာခါမြို့သို့လာရောက်ချထားခဲ့ပြီးဖြစ်ပါတယ်။သို့တော်လည်းဟာခါမြို့အပြင်တေးရီမြို့ပေါ်မှာမဲပေးခြင်းနဲ့ပတ်သက်တဲ့တင်နန်းပေးမှုတွေအတိပေးလုပ်ငန်းတွေကိုတော့ပို့ချပေးခြင်းမရှိသေးဘူးလို့ဒေသခံတွေစီကသိရပါတယ်။စစ်ကော်မရှင်တပ်ရဲ့လာမယ့်ဒီဇင်ဘာလ28ရက်နေ့ကျင်းပပြုလုပ်ဖို့ပြင်ဆင်နေတဲ့အဲ့ဒီရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်မဲဆန္ဒနယ်56နဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်9နဲ့တိုင်းနယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်56နဲ့တို့မှာတော့ရွေးကောက်ပွဲတွေကျင်းပနိုင်မှာမဟုတ်တဲ့အကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီကြေညာချက်မှာချင်းပြည်နယ်ရှိမြို့နယ်9မြို့နယ်ရှိတဲ့အထက်၄မြို့နယ်ဖြစ်တဲ့မင်းတပ်ကံပလက်မတူပီနဲ့ပလောဝမြို့တို့မှာတော့လာမယ့်ရွေးကောက်ပွဲကိုကျင်းပနိုင်မှာမဟုတ်ဘူးလို့စစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကကြေညာထားပြီးဖြစ်ပါတယ်။လက်ရှိမှာစစ်ကော်မရှင်က၎င်းတို့ထိန်းချုပ်နိုင်တဲ့ဟာခါနဲ့တေးရီမြို့တွေမှာသာရွေးကောက်ပွဲအပိုင်းတစ်ကျင်းပမှာဖြစ်ပါတယ်။အခုလိုစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်မဲစရင်းတွေကြေညာလာခြင်းဟာလည်းဒေသအတွင်းတော်လှန်ရေးအဖွဲ့တွေနဲ့စစ်ကော်မရှင်အကြားကစစ်ရေးတင်းမာမှုတွေကိုပုံမမြင့်တက်လာစေနိုင်တာကြောင့်နောက်ဆက်တွဲအခြေအနေတွေကိုစောင့်ကြည့်ရအောင်မှာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့စစ်အာဏာသိမ်းပြီး၄နှစ်ကျော်အတွင်းမှာစစ်ကော်မရှင်တပ်ကချင်းပြည်နယ်ကအရက်သားပြည်သူတွေကိုစစ်ရေးပြစ်မှတ်ဖြစ်လေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ဒေသခံပြည်သူ100ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကိုငေဆောင်ရှောက်ရေးအသင်း AAPP ကကြေညာလိုက်ပါတယ်။ချင်းအပါဝင်နိုင်ငံတော်ဝင်လေကြောင်းနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ3023ဦးသေဆုံးခဲ့ရတာကိုအမေစရင်းတွေနဲ့တကွအတည်ပြုနိုင်ခဲ့ပြီးတော့အတည်ပြုနိုင်ဖို့လိုအပ်နေသေးတဲ့သေဆုံးသူအနည်းဆုံး2690ခန့်ကိုလည်းတီချာကောက်ရုပ်ပြုစုထားတယ်လို့ AAPP ကဆိုပါတယ်။သေဆုံးသွားတဲ့ပြည်သူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်648ဦးအပါအဝင်အမျိုးသမီး1380ဦးအမျိုးသား1653ဦးတို့ဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကိုငေဆောင်ရှောက်ရေးအသင်းကအောက်တိုဘာလ1ရက်နေ့ဒီကနေ့မှာထုတ်ပြန်လိုက်တာပါ။စစ်တပ်အာဏာသိမ်းပြီး၄နှစ်ကျော်အတွင်းမှာစစ်တပ်ကနိုင်ငံတော်ဝန်ကကလေးငယ်600ကျော်ပါဝင်တဲ့ပြည်သူ2900ခန့်ကိုနိုင်ငံရေးအကျဉ်းသားအဖြစ်ဖမ်းဆီးထိန်းသိမ်းထားပြီးတော့၎င်းတို့ထဲမှာချင်းပြည်နယ်ကပြည်သူ365ဦးပါဝင်တယ်လို့ AAPP ရဲ့စာရင်းအရသိရပါတယ်။စစ်ကော်မရှင်တပ်ဟာလက်ရှိမှာတော့ကလေးငယ်248ဦးအပါအဝင်2200ကျော်ကိုထိန်းသိမ်းချုပ်နှောင်ထားဆဲဖြစ်ပါတယ်။ချင်းပြည်နယ်ကချင်းဒေသခံပြည်သူ182ဦးအပါအဝင်နိုင်ငံတော်ဝန်မှပြည်သူပေါင်း9300ကျော်ကိုစစ်ကော်မရှင်တပ်ကတပ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ AAPP ပြုစုထားတဲ့စာရင်းအရသိရပါတယ်
အဲ့ဒီအထဲမှာဖန်စီပြီးနောက်တပ်ဖြတ်ခံရသူအရေးအတွက်က2212ဦးအထိရှိခဲ့ပြီးတော့စစ်အုပ်စုတပ်သားတွေအရာရှိတွေလက်ပါစီတွေကလူတဦးတယောက်သို့မဟုတ်တော်လှန်ရေးလက်နက်ကင်တပ်သားတဦးဦးကိုနေလာမျိုးစုံသုံးပြီးဖမ်းဆီးထိန်သိမ်းပြီးတဲ့နောက်အင်အားသုံးလို့ဖြစ်စေအကျဉ်းသားအပေါ်ပြုတ်မိုရမယ့်အစနှုံးတွေကိုလစ်လို့ရှို့ပြီးဖြစ်စေအသက်သေးဆုံးစေခြင်းကိုဆိုလိုတယ်လို့သိရပါတယ်။အယက်သားပြည်သူတွေအပေါ်ဥတီတိုက်ခိုင်နေတဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်နိုင်ရတဲ့အပြည့်ပြည့်ဆိုင်ရာဥပဒေတွေနဲ့အငြင်းတာဝန်ခံမှုရှိစေရေးအတွက်စစ်တပ်ရဲ့ကျိုးလွန်သူတွေကိုစုံစမ်းစစ်ဆေးပြီးပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုတွေကိုလည်းအဆုံးသတ်ဖို့လိုအပ်နေတယ်လို့ AAPP ကထုတ်ပြန်ကြေညာထားပါတယ်။ထိခိုက်ခံစားနေရတဲ့ပြည်သူတွေအတွက်တရားမျှတမှုပြန်လည်ကုစားပေးရမှုစိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့၎င်းတို့ရဲ့လုံခြုံမှုနေအိမ်နဲ့အခြေခံလိုအပ်ချက်တွေရရှိရေးအတွက်အထောက်ပံ့ပေးဖို့တာဝန်ရှိလူပုဂ္ဂိုလ်တွေအစုအဖွဲ့အသီးသီးနဲ့နိုင်ငံတကာကအမြန်ဆုံးဖော်ဆောင်ဖို့လိုအပ်နေကြောင်းလည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာနှစ်စဉ်ကျင်းပလက်ရှိတဲ့စောင်းရာသီအားကစားပွဲတော်ကိုယခုနှစ်မှာလည်းချင်းဒုက္ခသည်ကော်မတီ CRC အဖွဲ့ကနေဦးဆောင်ကျင်းပသွားမယ်လို့သိရပါတယ်။လာမယ့်နိုဝင်ဘာ3ရက်နေ့တနင်္လာနေ့ကစပြီးတော့နိုဝင်ဘာ9ရက်နေ့အထိ9ရက်ကြာကျင်းပသွားမှာဖြစ်ပြီးနယူးဒေလီရောက်မြန်မာနိုင်ငံသားများအကြားချစ်ကြည်ရင်းနှီးမှုပုံမခိုင်မာအားကောင်းလာစေဖို့ရည်ရွယ်ပြီးကျင်းပပြုလုပ်ခြင်းလို့သိရပါတယ်။ Winter Sport ကိုအထူးကကျင်းပရခြင်းကတော့ refugee ဆိုပေမဲ့တိုင်းရင်းသားညီကိုတွေအတူတူနေထိုင်ကြရတာဖြစ်တဲ့အတွက်အချင်းချင်းတယောက်နဲ့တယောက်ကြားမှာမိသားဟာရဖွဲ့ပြီးတော့ပုံမရင်းနှီးစေလို့ဒါကိုနှစ်တိုင်းကျင်းပဖြစ်ပါတယ်ဒီပွဲမှာတော့ဘောလုံးကဏ္ဍကိုအထူးကလှုပ်သွားမယ်လို့ CRC ကော်မတီဝင်အားကစားပိုင်းဆိုင်ရာတာဝန်ရှိသူကပြောပါတယ်အရင်နှစ်တွေမှာတော့ဒေသလူမျိုးအမည်တွေနဲ့အားကစားအသင်းတွေကိုဖွဲ့ခဲ့ကြပေမဲ့ဒီနှစ်မှာတော့လူမျိုးဆွဲဒေသဆွဲမရှိဘဲအားလုံးအတူတူကပါဝင်နိုင်ဖို့စီစဉ်ကျင်းပသွားမယ်လို့သိရပါတယ်။ကို့ပြည်နယ်အတွင်းမှာအချင်းချင်းကြားပြဿနာတွေရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီမှာကြတော့အဲ့ဒီပြဿနာတွေခေါ်မလာဘဲနဲ့အတူတကွရက်တည်နိုင်ဖို့ဆိုပြီးတော့တချို့ဟာတွေအပြောင်းလဲရှိမယ်ပေါ့လေအရင်နှစ်တွေမှာဥပမာဒိုင်ဆိုရင်ဒိုင် FC တို့ဆိုမီဆိုရင်လဲဆိုမီ FC စသဖြင့်ခုလိုမျိုးစုနာမည်တွေသုံးပြီးတော့အဖွဲ့နာမည်တက်ကြတာပေါ့လေဒါပေမဲ့ဒီနှစ်မှာတော့အဲ့ဒီလိုမသုံးတော့ဘဲနဲ့ကျွန်တော်တို့ချင်းပြည်နယ်ကဒေသန္တရနာမည်တွေကိုမင်းနိုင်ပြီးတော့အသင်းနာမည်ဖွဲ့ပေးမှာပေါ့နော်လို့ CRC ကော်မတီဝင်အားကစားပိုင်းဆိုင်ရာတာဝန်ရှိသူကပြောပါတယ်အခုလိုစီစဉ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ချင်းပြည်နယ်အတွင်းလက်ရှိဖြစ်ပေါ်နေတဲ့ပုတ်တိုက်မှုတွေနဲ့စိတ်ဝင်ကွဲမှုတွေအပေါ်အွန်လိုင်းကနေတဆင့်အမုန်းပွားစေတဲ့စကားလုံးတွေထပ်မံထွက်ပေါ်လာခြင်းကိုလူငယ်တွေအကြားမှာတားဆီးဖို့ရည်ရွယ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်အခုလိုအကစားပွဲကျင်းပနိုင်ဖို့အတွက်ဘာသာရေးပိုင်းဆိုင်ရာအခက်အခဲတွေပွဲအတွက်နေရာငှားရမ်းခြင်းတွေနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်အပါအဝင်အချင်းချင်းကြားညှိနှိုင်းဆောင်ရွက်မှုတွေပါအခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။သို့တော်လည်းစစ်ဘေးရှောင်တွေအကြားမှာမြို့နယ်စုအချင်းချင်းပုံမရင်းနှီးပြီးတော့အတူတကွရပ်တည်နိုင်ဖို့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်တာကြောင့်ဒီအားကစားပွဲတော်ကိုနှစ်စဉ်မပြတ်ဦးစားပေးအဖြစ်ဆက်လက်ကျင်းပကြခြင်းလည်းဖြစ်ပါတယ်။လက်ရှိမှာတော့အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာဒုက္ခသည်အဖြစ်ရောက်ရှိလာကြတဲ့မြန်မာနိုင်ငံသား12000ကျော်နေထိုင်လက်ရှိနေပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုနာတူရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနှုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်